အားလုံးပဲမင်္ဂလာပါကေဒီအင်္ဂါဗုဒ္ဓဖူးကြာတာပရိ3ရက်ပေါ့နော်ကေဘာတွေလောက်ရလဲဆိုတာလေးကိုရိုက်ထားတာရှိလို့ blog လေးအနေနဲ့တင်ပေးလိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်ကေကမနက်9နာရီဆိုထပြီးတော့ရေမိုးချိုးပြင်ဆင်ပြီးတော့ကြောက်သားလေးရှိရပေါ့နော်ပြီးတော့အင်္ဂါနေ့ကပေါ့ကစ်တို့ရေ western cuisine ကိုသင်ရတယ်ပေါ့နော်ဒါဆိုလဲ chef ကသူကျဥနဲ့ပတ်သက်တာတွေကိုသိချာသင်ပေးရပေါ့နော်ဒါဆိုရင် chef လုပ်တဲ့ app ပဲတစ်ပါဒါလေးကတော့ကစ်လောက်ထားမီနူလေးပေါ့နော်ဗုဒ္ဓဘုနေ့မှာကစ်တို့ကဒီ FMB ဘိုင်းသင်ရတယ်ပေါ့နော်နောက်ဂျာရာလေးတွေကျတော့ထိုင်းဆရာမ chef ပေါ့နော်ထိုင်း chef ကကစ်တို့ကိုဒီကာရီနဲ့ပတ်သက်တာတွေသင်ပေးသွားတယ် red curry နဲ့ green curry ပေါ့နော်ဒါဆိုရင် chef ကချက်ထားတဲ့ဟာလေးပါပြီးတော့ကစ်တို့မြည်လို့ရရပေါ့နော်နေ့လေကြတော့ကစ်တို့ရေဟင်းချရမယ့်အလှည့်ရောက်သွားပြီဆိုတော့ကစ်တို့ဒီဟာ outfit လေးတေချာဝတ်ပြီးတော့ပေါ့နော် kitchen ထဲဝင်มาတော့မယ်ဒါကတော့ကစ်ရဲ့ outfit ချက်လေးပါကဲပြီးတော့ကဲစချက်ပြီပေါ့နော်ဒါကတော့ curry paste လုပ်နေတာပေါ့နော်အဲ curry paste လုပ်တာကလည်းအရန်ကြပါတယ်တနားရီလောက်ချိန်ပေးရတယ်ပေါ့နော်ပြီးတော့ကစ်တို့ရေချက်ပြုတ်ပြင်ဆင်ပြီးတော့ကစ်တို့ dim ကချက်တဲ့ဟင်းရပါပြီred curry နဲ့ green curry နှစ်မျိုးပေါ့နော်ချက်ရတယ်ပေါ့ပြီးတော့ကစ် basket နဲ့ပဲအိမ်ပြန်လိုက်ပါတယ်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကစ်လည်း blog တွေတင်အားပေးကြပါအောင်တတ်တာ